ဒီစကားစုလေးတွေကိုအင်္ဂလိပ်လိုဘယ်လိုပြောကြမလဲငါချိန်ပြောရဲတယ်မင်းမလုပ်ရဲပါဘူးကွာဘလို့ရှင်နေပဲဖြစ်ဖြစ်ငါအဲ့ဒီကိုရောက်အောင်သွားမယ်မင်းဟာအရာအားလုံးကိုဖျက်ဆီးလိုက်တာပဲလက်ရှိရှင်နေမှာတော့ငါအလုံးမရှိသေးအတိတ်ပဲမရှိတာကြီးမပြောနဲ့သူရုတ်တရက်ကြီးငါစီကိုဖုံးဆက်လာတယ်ငါကလေးမဟုတ်ဘူးသူများမကောင်းကြောင်းမပြောနဲ့ငါတို့တယောက်ကိုတယောက်ခေါ်ကြဘူး How do you say these phrases in English ငါချိန်ပြောရဲ I swear it မင်းမလုပ်ရဲပါဘူးကွာ You wouldn't dare လူရှိနေပဲဖြစ်ဖြစ်ငါအဲ့ဒီကိုရောက်အောင်သွားမယ် No matter what I'll go thereမင်းအရာအားလုံးဖျက်ဆီးလိုက်တာပဲ You ruin everything လက်ရှိရှိနေမှာတော့ငါအလုံးရှိသေး As things stand I'm between jobs တိတ်ပဲမရှိတာတွေမပြောနဲ့ Don't talk nonsense သူရုတ်တရက်ကြီးငါစီကိုဖုံးဆက်လာတယ် He phoned me out of the blue ငါကလေးမဟုတ်ဘူးငါတငယ်နဲ့ဆောင်းမဟုတ်ဘူး I wasn't born yesterday သူများမကောင်းကြောင်းမပြောနဲ့ Don't talk ill of others ငါတို့တယောက်ကိုတယောက်မခေါ်ကြဘူး We are not on speaking terms. Alright. I hope you enjoy everything I share with you today. If you like it, please don't forget to like, share, and subscribe for more English tips. Thanks for watching. See you next time.